ရားသခင်ရဲ့ချစ်ခြင်းမေတ္တာအဖြစ်ချင်းအောင်ခြင်းဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်ကျွန်တော်တို့ဟာယေရှုဖခင်ကိုမိမိကယ်တင်ပါရှင်အဖြစ်ယုံကြည်လက်ခံပြီးနောက်တခါတလေအတက်တာလေးလိုက်ထားလိုက်ဖြစ်နိုင်ပါတယ်မိတ်ဆွေလေးလိုက်ထားလိုက်ဖြစ်နေတဲ့အချိန်ဖခင်သခင်နဲ့အဝေးဆုံးသောနေရာမှာရောက်နိုင်တာဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေကိုချစ်တဲ့ယေရှုဖခင်ကဘယ်တော့မှစွန့်ပစ်မှာမဟုတ်ပါဘူးသူ့ရဲ့ချစ်ခြင်းမေတ္တာအဖြစ်ချင်းအောင်ထားတာဖြစ်ပါတယ်အဲဒါကြောင့်မိတ်ဆွေတင်လေးလိုက်ထားလိုက်ဖြစ်နေတဲ့အချိန်ဘုရားသခင်နဲ့အဝေးဆုံးသောနေရာမှာရောက်နေတဲ့အချိန်အသက်တာကျဆင်းနေတဲ့အချိန်ဘုရားသခင်ကကျွန်တော်ကိုဆွန့်ပစ်ပြီးဂီယုမဆိုင်တော့ဘူးလို့မထင်လိုက်ပါနဲ့မိတ်ဆွေဘေးအခြေအနေပဲရောက်ဘုရားသခင်ကမိတ်ဆွေကိုခိုင်မာတဲ့ချစ်ခြင်းမေတ္တာအဖြစ်ရှင်အောင်ပြီးမဆာကောင်းချီးပေးမှာပါဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်အရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ